မျိုးသားတို့သည်ရွှေစင်းလုံးများအစမတန်မြင့်တက်လာခြင်းအပေါ်စိတ်ပြည့်နေခဲ့သည်သူသည်ကြော်ညာဆိုင်ပုတ်တစ်ခုကိုလက်သေးဖြင့်ထိုးနှက်လိုက်ရမှာလျှက်စစ်တက်လိုက်သွားခဲ့သည်နောက်တစ်စက္ကန့်တွင်ရွှေစင်းလုံးမှဒေါ်လာထောင်ချီရာမှာတစ်ဆင့်တပြားသို့ထိုးဆင်းသွားခဲ့သည်သူသည်ထိုဆိုင်ပုတ်ကိုခက်စီလိုက်မိသည်ဟုသာထင်နေခဲ့သည်သူသည်တက်စီစီပြီးနောက်$10ကိုအမတ်မတင်ထုတ်ပြေးလိုက်ရာရေမောင်းမှအလွန်အမင်းထိတ်လန့်သွားခဲ့သည်ရေမောင်းသည်ထိုငွေကိုယူပြီးနောက်သူ့၏ကားကိုထိုအမျိုးသားချက်ချေပေးအပ်လိုက်ပြီးသူသည်နောက်ဆုံးတွင်ငွေကြေးပိုင်းဆိုင်ရာလွတ်လပ်ခွင့် financial freedom ရရှိသွားပြီးဖြစ်ကြောင်းပြောကာထွက်ခွာသွားခဲ့သည်ထိုအချိန်တွင်အမျိုးသားမှဘာတွေဖြစ်နေသနည်းဆိုသည်ကိုလုံးဝမသိသေးပေသို့သောသူကားပေါ်မှဆင်းလိုက်သည့်အခါအနီးအနားမှလူများပြောဆိုနေကြသည်ကိုကြားလိုက်ရသည်အစင်မြင့်ဗီလာအိမ်ကြီးများမှာတက်တစလူမြင့်မီတာလင်သုံးစင်တာကြားတင်ကြောင်းသူတို့ကပြောနေကြခြင်းဖြစ်သည်ထိုအမျိုးသားကသူတို့နောက်ပြောင်နေသည်ဟုထင်ခဲ့တော်လေစိုင်းပုတ်ဘောရှိဈေးနှုန်းမှာအမှန်တကယ်ပင်သုံးစင်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်သူသည်ဖုန်းထဲမှဈေးဝယ် app ကိုဖွင့်ကြည့်လိုက်သည့်ဟာမှသာကမ္ဘာတဝန်းရှိကုန်စည်နှုန်းများမှာအစပေါင်း3သိန်းခန့်ကျဆင်းသွားခဲ့သည်ဖြစ်ကြောင်းသဘောပေါက်သွားခဲ့သည်သူ၏ဘဏ်အကောင့်ထဲရှိဒေါ်လာ2သိန်းမှာလုံးဝရော့နေမသွားပဲရှိနေရာ၎င်းမှာအတိတ်ကဒေါ်လာဘီလီယံပြောင်းလဲစွာနှင့်ညီမျှနေတော်သည်ထိုမျိုးသားသည်စိတ်လှုပ်ရှားစွာဖြင့်သူ၏ဇာတိရွာသို့ပြန်လာခဲ့သည်ထိုနေရာတွင်သူ၏ဆေးဆက်ထားသူ blind date နှင့်သူမ၏မိသားစုဝင်များကစောင့်ဆိုင်းနေကြသည်သူတို့သည်ရခင်ကသတ်မှတ်ထားသောတောင်းရမ်းခဲ့$1အပေါ်စိတ်တိုင်းမကြကြပဲယခုခါ$10အထိတိုးမြင့်တောင်းဆိုခဲ့ကြသည်သို့သောထိုမျိုးသားကချက်ချင်းပဲညှင်းဆိုလိုက်သည်သူ၏မိခင်ကထိုမျိုးသမီးကိုတောင်းပန်ရန်နှင့်သူ၏လက်ထပ်ပွဲသောငွေရအောင်ရှာပေးမိဖြစ်ကြောင်းပြောခဲ့သည်ဆေးဆက်ထားသူ၏ဖခင်ဖြစ်သူမှာထိုမျိုးသားကိုတင်ကန်းစာပေးလို့थेတိုက်ခိုက်ရန်စူးစမ်းရာအမျိုးသားကသူ့ကိုကန်ထုတ်လိုက်စဉ်အရက်ပလင်းတစ်လုံးမတော်မဆကွဲဆွားခဲ့သည်၎င်းတို့ကထိုအရက်ပလင်းမှာအနည်းဆုံး$9တန်ဖိုးရှိသည်ဟုဆိုကြသည်ထိုမျိုးသားသည်ချက်ချင်းပင်ဖုံးထုတ်ယူကဘန်မန်နေဂျာထံဆက်သွယ်လိုက်ပြီးပို၍ဈေးကြီးသောအရက်ပလင်းတစ်လုံးကိုလာပို့ရန်ခိုင်းစေလိုက်သည်၎င်းအရက်မျိုးကိုအရှင်တော်ဝါရှိသူများသာတောက်နိုင်သည်ဖြင့်ဆေးသက်ထားသူကသူကြွားလုံးထုတ်နေသည်ဟုထင်ခဲ့တော်လေမကြခင်မှပင်ဘန်ဥက္ကဋ္ဌကိုယ်တိုင်အရက်ပလင်းနှင့်အတူရောက်လာခဲ့သည်ထိုမျိုးသားကသူ့ကို9ဆင့်မုံဖိုးပေးလိုက်သည်ဘန်ဥက္ကဋ္ဌထွက်ခွာသွားပြီးနောက်တွင်ပင်ဆေးသက်ထားသူကထိုလူထဤအရက်မျိုးတောက်ရန်ငွေမရှိနိုင်သည်ဟုမယုံကြည်နိုင်ပဲပလင်းကိုယူ၍စစ်ဆေးကြည့်ခဲ့သည်အတူပါကာကွယ်ရေးသစိတ်ကိုမြင်လိုက်ရသည့်အခါလူတိုင်းမြင်တတ်သွားခဲ့ပြီးထိုလူထထားရှိသောသဘောထားမှာချက်ချင်းပြောင်းလဲသွားခဲ့သည်ထိုမျိုးသားသည်သူတို့ကိုအိမ်ပေါ်မှမောင်းထုတ်လိုက်သည်သူသည်မြို့ထဲသို့သွားကသူ၏မိခင်အတွက်ရတနာဆိုင်မှလက်ကောက်ကွင်းတစ်ကွင်းကိုဝယ်ယူခဲ့သည်သူသည်$1ထုတ်ပေးလိုက်ရာအကျွေးမအားရအယောင်းဝန်ထမ်းကိုပြောခဲ့သည်ဆိုင်ထဲမှထွက်လာသည့်အခါသူသည်အကျွေးတောင်းသူတအုပ်ကိုတွေ့လိုက်ရတာ၎င်းမှသူ၏အတန်းပေါင်းဟောင်းညင်ထွနေခဲ့သည်ကွန်ထရိုက်တာတအုပ်ကမိန်းကလေးတအုပ်ကိုနင်းထုတ်ရန်ကြိုးစားနေရာထိုမျိုးသားကတားစီရန်ရွှေ့ကိုထွက်လာခဲ့သည်အမှန်တော့ထိုမိန်းကလေး၏ဖခင်မှာအလုတ်ခွင်မှာဆက်ချုပ်ရွေးမှုကြောင့်ဒဏ်ရာရခဲ့ခြင်းဖြစ်သည်သို့သောကွန်ထရိုက်တာမှာစေဝါကုသစရိတ်မဖေးတင်တာဆက်ချုပ်ရွေးမှုအသက်ပါလော်ချေတောင်းနေခြင်းဖြစ်သည်၎င်းကိုကြားလိုက်ရသည့်အခါထိုမျိုးသားသည်$10တန်ငွေစက္ကူတရွက်ကိုထုတ်ယူလိုက်ပါတော့သည်